အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်က site job တွေအများများလုပ်ချင်ကိုသွားနေတဲ့ career ကိုထိခိုက်စေလားဆိုတော့အကြောင်းအရာနဲ့ပတ်သက်ပြီးဆွေးနွေးတော့မှာဖြစ်ပါတယ်အမှန်တကယ်တော့ဒါ site job တွေအများကြီးလုပ်တာ focus ကိုပြနိုင်တယ်နောက်ပြီးတော့ main career တိုးတက်မှုကိုလည်းနှေးကွေးသွားနိုင်တယ် site job တွေအများများလာတဲ့အခါမှာကိုယ့်ရဲ့ဒီအချိန်နဲ့စွမ်းရည်တွေကတကယ် main career အတွက်ကိုမလုံလောက်တော့ပဲနဲ့အာရုံစူးစိုက်မှုတွေပြတ်သွားတာမျိုးဖြစ်တတ်တယ်အဲ့လိုအချိန်မှာရေရှည်တိုးတက်မှုနှုန်းကလည်းအတိအကျနှေးကွေးသွားတတ်တယ်ပေါ့နော်အဓိကတော့ဝင်အနည်းငယ်ပေါ်ရဖို့အတွက်စူးစမ်းရင်းနဲ့မှာကိုယ့်ရဲ့ဒါပြင်မကျွမ်းကျင်မှုတွေကိုအဆင့်မြင့်တင်ရမယ်အခွင့်အရေးတွေကိုလက်လွတ်ရတယ်လို့ဖြစ်သွားတတ်ပြီးတော့နောက်ဆုံးမှာဘယ်ဘက်မှထိုးကြွကြွမဖြစ်ပဲနဲ့လန်တော့မှတင်ပိတ်မိတာမျိုးဖြစ်တတ်တယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့က site job အလုပ်တွေကိုလက်ခံတဲ့အခါမှာကိုယ့်ရဲ့ပြင်မပန်းနိုင်ကိုမထိခိုက်စေဖို့အတွက်စနစ်တကျအချိန်ခွဲဝေတက်ဖို့နဲ့အရေးကြီးတဲ့အလုပ်တွေကိုအာရုံစိုက်တက်ဖို့အရန်အရေးကြီးပါတယ်နောက်တစ်ချက်ကကျတော့ကျွန်တော်တို့ time management မကောင်းလို့ရှိရင်ဘန်တော့ဖြစ်ပြီးတော့အလွယ်တကူ productivity တွေကျဆင်းသွားနိုင်တယ်အချိန်စီမံခန့်ခွဲမှုအားနေတဲ့အခါမှာအလုပ်တွေကတောင်းလောပုံလာပြီးတော့နားချိန်မရှိဘဲနဲ့စက်တိုက်ရုံးကန်နေရတဲ့အခါစိတ်ရောလူရောအားရင်ကုန်ခံပြီးပြင်ပန်းတဲ့အချိန်တွေဘန်တော့ဖြစ်သွားတဲ့အချိန်တွေဖြစ်တတ်တယ်ပေါ့နော်ဒီလိုမျိုးကျွန်တော်တို့ကစိတ်ပင်ပန်းမှုတန်ကိုမခံနိုင်တော့တဲ့အခါမှာအာရုံစူးစိုက်မှုရတယ်လျော့နေလာမယ်နောက်ပြီးတော့အရင်အထက်အလုံးလုံးနိုင်တဲ့နှုံတွေကကျဆင်းသွားတာမျိုးဖြစ်တတ်တယ်အဓိကတော့အရေးကြီးတဲ့အလုပ်နဲ့အရေးမကြီးတဲ့အလုပ်ကိုစနစ်တကျမခွဲခြားပဲနဲ့အရာရာကိုလိုက်လုံနေမိတာကိုယ့်ရဲ့အဖိုးတန်တဲ့အချိန်တွေဒီဖန်တီးနိုင်စွမ်းတွေလေးလာနိုင်စွမ်းတွေကိုကျဆင်းသွားတတ်တယ်အားတန်ကြအနေနဲ့ကကြတော့ဝင်လမ်းကြောင်းတစ်ခုတည်းပေါ်မှာမိခေါ်ပြီးတော့အလုပ်လုပ်တာမဟုတ်ပဲနဲ့နီးလမ်းမျိုးစုံနဲ့ဖြန့်ကျက်ရှာဖွေတာဖြစ်တဲ့အတွက်ငွေကြေးအခက်အခဲဖြစ်လာတဲ့အခါမှာတော့အကာအကွယ်တစ်ခုကိုတိစောက်ထားသလိုမျိုးဖြစ်တယ်ပေါ့နော်စိုက်ကြောတွေလုပ်ခြင်းအဖြစ်တစ်ဖက်ကဝင်ရော့သွားရင်တော့နောက်ထပ်လမ်းကြောင်းတွေကနေပံ့ပိုးပေးနေမှာဖြစ်တဲ့အတွက်ငွေကြေးနဲ့ပတ်သက်ပြီးတော့စိတ်ဖိစီးမှုကင်းတဲ့ဘဝကိုရရှိစေတယ်ပေါ့နော်နောက်ပြီးတော့ site job တစ်ခုကနေကိုယ့်ရဲ့ပင်မအလုံးနဲ့မတူညီတဲ့ဒါ skill set အသစ်တွေကိုလေ့လာဝင်ရခြင်းဟာလည်းကိုယ့်ရဲ့ career ကိုပုံပေါ်ကျယ်ပြန့်စေပြီးတော့ထောက်ကူဖြစ်စေပါတယ်။နေပယ်မတူတဲ့အတွေ့အကြုံကနေတစ်ဆင့်ပြဿနာကိုရှုထောင့်အမျိုးမျိုးကနေကြီးတက်လာပြီးတော့ပင်မအလုပ်ဝင်မှာလည်းတခြားသူတွေမစင်စားမိတဲ့အကြံဉာဏ်သစ်တွေကိုလည်းပေးဆွဲနိုင်တဲ့အားသာချက်ရှိပါတယ်။အဓိကတော့ဒီလိုပတ်စုံကျွမ်းကျင်မှုရှိထားခြင်းအားပြောင်းလဲနေတဲ့အလုပ်ကိုင်ဈေးကွက်မှာကိုယ့်ရဲ့တန်ဖိုးမြင့်တင်ပေးရုံတင်မဟုတ်ပဲနဲ့ career လမ်းကြောင်းသစ်တွေကိုပါရရှိစေနိုင်ပါတယ်။ energy ဘိုင်းနဲ့ပတ်သက်လာရင်တော့စနစ်တကျမခွဲဝေပဲအလုပ်မျိုးစုံကိုတပြိုင်နက်တည်းလုပ်မိနေရင် main job ရော site job မှာပါအာရုံစူးစိုက်မှုတွေအားနည်းသွားပြီးတော့အလုပ်ရဲ့အရေးသွေးတွေကျလာတတ်တယ်။ကိုယ့်ရဲ့စွမ်းဆောင်ရည်တနေရာထဲမှာအပြည့်အဝမရှိတော့ဘဲနဲ့ပြန့်ကျက်သွားတဲ့အခါမှာနှစ်ဖက်စလုံးမှာအမှားယွင်းတွေများလာပြီးတော့အလုပ်ရှင်ဒါမှမဟုတ် client တွေရဲ့ယုံကြည်မှုကိုပါထိခိုက်စေနိုင်တယ်။အဓိကတော့အရေးအတွက်ထက်အရေးသွေးရတာရေရှည်မှာအောင်မြင်မှုကိုပေးစွမ်းနိုင်တာဖြစ်လို့ကိုယ့်ရဲ့ energy ကိုအထီးအောင်ဆုံးနေရမှာပဲစူစီအသုံးချတတ်ဖို့လိုအပ်ပါတယ်။နောက်ဆုံးကြံပေးခြင်းတဲ့ချက်ကတော့ရေရှည်ရည်မှန်းချက်ပန်းနိုင်ပဲဖြစ်ပါတယ်။ရေရှည်ပန်းနိုင်မရှိဘဲနဲ့ရှေ့မှာတွေးသိမ်း site job တွေအကုန်လိုက်လုံနေမယ်ဆိုရင်ကိုယ်တကယ်သွားခြင်းတဲ့ career လမ်းကြောင်းပျောက်ဆုံးသွားတတ်ပြီးတော့အချိန်တွေသာကုန်သွားမယ်ဘယ်နေရာမှာခိုင်မှအချိန်မကျမိတာမျိုးဖြစ်တတ်တယ်။အဓိကတော့ဝင်တစ်ခုတည်းကိုပဲကြည့်ပြီးတော့အလုပ်မျိုးစုံလုပ်နေခြင်းကိုယ့်ကိုကျွမ်းကျင်ပညာရှင်တယောက်ဖြစ်မလာစေဘဲနဲ့အလုပ်သမားတယောက်အဆင့်မှလည်းလေပတ်နေတာမျိုးဖြစ်တတ်တယ်။ဒါကြောင့်ကိုယ့်ရဲ့ဝါသနာနဲ့ရည်မှန်းချက်ကိုက်ညီတဲ့အလုပ်တွေကိုပဲစနစ်တကျရွေးချယ်လုပ်ကိုင်ပါသာရေရှည်မှာအောင်မြင်တဲ့ career တစ်ခုကိုပိုင်ဆိုင်နိုင်မှာဖြစ်တယ်ဆိုတဲ့အကြောင်းကိုမျှဝေလိုက်ရပါတယ်။ဟုတ်ကဲ့ပါနောက်နေ့တွင်ပါလည်းဒီလိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာလေးတွေကိုမျှဝေသွားမှာဖြစ်လို့ဆောင်းမြော်ကြည့်ရှုအားပေးခြင်းနဲ့ဆိုရင်ကျွန်တော်တို့ရဲ့ channel လေးကို subscribe လေးလုပ်ခဲ့ပေးပါအောင်เนาะအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။